တကိုးကြီးရဲ့ရွှေတကုံဖျားအောင်မြေပေါ်မှာဖက်နှက်စီပြီးမထေမဲ့မြေပြုလုပ်ခဲ့တဲ့အမျိုးသမီးအားလုံးပဲမင်္ဂလာပါရှင်မြန်မာနိုင်ငံကြီးဟာဗုဒ္ဓတသနာတော်တွင်ကားရဲ့နိုင်ငံတော်ကြီးပဲဖြစ်ပါတယ်တသနာတော်တွင်ကားရဲ့အလျောက်အနေနဲ့အရေးရမှာတကိုးကြီးမှာပြီးဗုဒ္ဓဘာသာလူမျိုးတိုင်းအထွတ်မြတ်ကြတဲ့ဖျားစီတီအကြောင်းကံတွေကလည်းများစွာရှိပါတယ်မြန်မာလူမျိုးတွေရဲ့မိယိုဖလာအယူရဖျားစီတီအကြောင်းကံတွေတို့သွားရင်ဖက်နှက်ချုပ်ပြီးယူတည်မှုကိုပြုကြပါတယ်ဖက်နှက်ချုပ်ပြီးသွားတဲ့တလေးကရွှေရခင်ကလေးကတွန်းကားခဲ့တာဖြစ်ပြီးယနေ့အချိန်ထိလည်းတွင်ကျဲစွာအသုံးပြုနေကြတော့ပါဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေတမကတခြားဘာသာဝင်တွေကလည်းအကြောင်းကံဖျားတွေမှာဖက်နှက်ကျွရတဲ့တလေးကိုယူတည်စွာပြုကျင့်ကြပါတယ်ဒါပေမဲ့လက်တလုံးမှာတော့ဖက်နှက်မကျွပဲရွှေတကုံဖျားအောင်မြေပေါ်သို့တက်ရောက်လာတဲ့အမျိုးသမီးတို့ကအင်တာနက်ပေါ်မှာလူပြောများနေရပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နေ့တုန်းကရန်ကုန်မြို့ရှိတကိုးကြီးဖျားတဆူလေးဖြစ်တယ်လို့မြန်မာနိုင်ငံရှိအချင်းရှားဆုံးဖျားတဆူဖြစ်တဲ့ရွှေတကုံစီတီပေါ်သို့အမျိုးသမီးတို့ဟာဖက်နှက်မကျွပဲတက်ရောက်လာခဲ့တာဖြစ်ပါတယ်ယခုကာလဟာတကြံပိရက်ကာလဖြစ်တာကြောင့်အထင်ကြီးနေရာတွေတို့ဖျားပူသွားလာသူတွေကလည်းမဆဲပါပဲရွှေတကုံစီတီတော်မြတ်ဟာရန်ကုန်မြို့ရှိနမေကြီးတကိုးကြီးဖျားတဆူဖြစ်တာကြောင့်ဖျားဧည့်သည်တွေနဲ့စီကားနေကြတာပါဖျားပူလာကြတဲ့သူတွေတင်းပါမှာအမျိုးသမီးတို့ကဖက်နှက်စီလျက်သားအတိုင်းရွှေတကုံအောင်မြေပေါ်တို့တက်ရောက်နေရကိုအမြင်မတော်သူတို့ကမှတ်တမ်းပုံရိုက်ယူပြီးအင်တာနက်ပေါ်သို့မျှဝေလာခဲ့တာပဲဖြစ်ပါတယ်သူမဟာဖက်နှက်မချွတ်ပဲဖျားပေါ်တက်လာတဲ့အမျိုးသမီးကိုတွေ့ချင်းမှပဲတပုံရိုက်ယူထားကဖျားမတာဝန်ရှိသူတွေကိုတွားရောက်တိုင်ကြားခဲ့တာပဲဖြစ်ပါတယ်ဖက်နှက်အမြင့်ကိုစေပေဖျားအောင်မြေပေါ်မှာလမ်းလျှောက်နေတဲ့အမျိုးသမီးဟာဘတုကိုမှကျူမဆိုင်တဲ့ပုံမပေါ်ပဲတမင်တကာလုံးပြနေတယ်လို့မျိုးဖြစ်နေရပါသူမရဲ့အနီးနားမှာရှိကြတဲ့တခြားဖျားဘူးဧည့်သည်တွေကလည်းတာမြတ်သတိပေးခြင်းမရှိကြပါဘူးဒါပြင်ဘေးမှာတန်ဃာတော်တွေကလည်းဖျားဝတ်ပြုနေကြတာပါအခုလိုတန်ဃာတော်တွေတော့ဘုရားရင်ပြင်မှာဖက်နှက်မစီတာကိုတာမဲပုထုဇဉ်လူသားတယောက်အနေနဲ့ဖက်နှက်မကျွပဲတယောက်လာတာကအတော်လေးအမြင်ရိုင်းတဲ့လူရဲ့မျိုးဖြစ်နေကြတာပါနောက်ပြီးဝတ်စားစီရင်မှုကလည်းအင်ဂျီခါတို့ဘောင်းမရှင်နဲ့အမြင်မတင်တော်တာကြောင့်လူများတော့အဆိုပါအမျိုးသမီးဟာတသနာကိုနမဲဖြတ်ဖို့ကြိုးစားနေရဖြစ်မယ်လို့တော့တင်ကြေးပြလာကြတာပဲဖြစ်ပါတယ်ဖျားပရဝအတွင်းစတင်ကိုရောက်လာကြတဲ့ကရွှေတကုံဖျားမြောက်ဖန်မုတ်မှာစစ်စီရီဂိတ်ကသူမကိုဖက်နဲ့ဖျားပေါ်ကျရင်တာမြက်လိုက်ပါသေးတာကိုဖျားအောင်မြေပေါ်ရောက်ချိန်မှာတော့စီးပြအောင်စီးလိုက်ပါသေးတယ်ဖျားပေါ်ရှင်မြန်သားတဲ့နေရာတွေမှာလည်းဖက်မစီကအတူအပြက်အမြင်ရိုင်းတဲ့ဝက်စားတွေမဝေရဆိုပြီးသတိပေးတာမြက်စားတွေကတ်ထားပါလျက်နဲ့ယခုလိုမချေမဲ့မြင်ပြုလုပ်တာကအများမြင်မှာကဲရှုံချစရာဖြစ်နေကြတာပါဖက်နှက်စီးထားလို့လုံချိုရေးတာဝန်ရှိသူတွေကလာရောက်ပြောဆိုချိန်မှာတော့သူမအနေနဲ့တမင်တကာရည်ရွယ်ပြီးစီးထားတာမဟုတ်ပဲကျွန်တော်ရေစိုးမှာကြောက်လို့ဖက်နှက်ပေါ်မှာရန်နေရဖြစ်ကြောင်းဖြေရှင်းချက်ပေးလာခဲ့တာပါအမျိုးသမီးကတော့သူမရဲ့လုံရက်ကမှန်ကန်နေတဲ့လို့တာယုံကြည်နေပြီးဘဒုကိုမှဂယုဆိုင်ပုံမရပါဘူးနိုင်ငံခြားသားဧည့်သည်တွေတော့ဘာသာရေးနဲ့ပတ်သက်တဲ့စီကံတလေးတွေကိုလိုက်နာကြပြီးမြန်မာလူမျိုးအမျိုးသမီးတယောက်ဖြစ်ပါလျက်နဲ့အခုလိုဘာသာညိုနယ်အောင်လုပ်နေတဲ့လုံရက်မျိုးကိုတိတိယယအေးအေးယူတဲ့ကြောင်းအကြံပေးထောက်ပြလာကြတာပဲဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောဖက်နှက်မချွတ်ပဲဖျားအောင်မြေပေါ်သို့တယောက်ပြီးမထင်မဲ့မျိုးပြုလုပ်ခဲ့တဲ့အမျိုးသမီးပေါ်အမြင်လေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။